တရားနာပိဋကပေါင်းသူတော်ကောင်းတို့ခမညာဖရာအမြတ်ဆုံးယရနာတရားအမြတ်ဆုံးယရနာတန်ခါအမြတ်ဆုံးယရနာသုံးပါးဥထိတ်ထား၍သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောကျေးဇူးတော်ရှင်ဗမောက္ခချုပ်ဆရာတော်ဘုရားကြီးထံမှတရဏဂုဏ်သုံးပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြရန်အတွက်ဩဃာတကြောကျိုးဖြင့်ညီညာဖြဖြကြောကြပါစို့ခမညာရှိကြမှာစိတ်ချမ်းသာ၍လိုရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်လို့ငါဖရာမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာဤယရနာမြတ်သုံးပါးတို့အားရှုသိမြတ်တို့လက်ဆုံးမူ၍ရှိခိုးပူဇော်ပူမြောက်ပန်လျော်ကြောကြသောတကိစ္စကာရောပဏမကုသိုလ်စေရနာပြပြတို့ကြောင့်ယနေ့ခါမှစ၍တရှိခြင်းကြမ်းမာခြင်းခေါ်အပ်လာပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကိုပွားများတို့နိုင်ကြကုန်သည်ဖြစ်ပြီဒုက္ခကတိချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လက်မြတ်စောစွာကိုဒီကိုကပြမောပြုလွယ်နိုင်ကြပါစေဟံဗန္တိဣတရဏေနာသဟာပိ
ဓမ္မယာစာမိအနုဂဟံကတဝါဣကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယမိဗုဒ္ဓံတရဏံကိသာမိဒုတိယမိဓမ္မံတရဏံကိသာမိဒုတိယမိသံဃံတရဏံကိသာမိတတိယမိဗုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိတတိယမိသံဃံတရဏံကိသာမိတရဏကမနံ1385ခုနှစ်တဘူရလာဝိကျော်14ရက်2024ခုနှစ်မလ9ရက်စနေနေ့မန္တလေးတိုင်းဒေသကြီးအမိသာဆံမြို့နယ်မအတ္တမိကာရမရွှေကျင်တိုက်မကြီးကျွန်းကျောင်းတော်ကြီးအတွင်စင်ကျက်ပပြုလို့အပ်သည်ပင်စမသံဃာနာတင်ဘဝရှင်မင်းတို့မိတရားကြီးဤကုသိုလ်တော်သမိုင်းဝင်ကျောင်းတော်ကြီးကိုရှေးမှုမပြည့်ပြုပြင်ပြည်စည်းမှုအထိမ်းမှရှေးစကြကုသိုလ်တော်အောင်ပွဲအထုသမသဘေခန္ဓာ၌ဘာဂိညီဥတင်တော်အာဤစု၍မိဂိညီတော်အံကူအမှုထားတဲ့တောက်တမုံမထုံဘိုးတော်နေကောမတီတိပိတဲ့မြေတောက်တစောထုံးနဲ့တောက်တသက်သာဆွေမင်းစုသူကုစေကဥသိန်ထုံတော်ခင်ဥရောအမှုထား၍ဥမိုးစောထုံယိုယိုသုံးပြီးဖြန့်ချီမိသားစုတို့ဤအပဒဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမတူကွယ်ပြသတ္တရာဘဝအမြင့်မြတ်အကြောင်းတရားဒေသနာတော်ဘဝလူတိုင်းအဘဝတစ်ခုရထားတဲ့ဘဝပေါ်မှာတုံးနဲ့တူရှုမြင့်မှုကွက်ပြတ်ချမ်းသာအဲ့ဒီကြောင့်ကိုမြတ်စွာဘုရားကဒိဋ္ဌိကတသုတ်တံမှာရှင်းနေဟောကြားထားတာဖြစ်တယ်အဲ့ဒီသုတ်တံကိုဒီကနေ့တာယူမှတ်သားထားကြဘဒုကွယ်ပြသတ္တရာဘဝအမြင့်မြတ်ဘဝနဲ့ပတ်သက်ပြီးတော့တုံးနဲ့တူရှုမြင့်သုံးသပ်မှုကကွဲပြားခြားနားကြ
ဆိုတာလူတိုင်းမှာဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးကိုလည်းဘဝလို့ခေါ်တယ်အဲ့ဒီခန္ဓာ၅ပါးကိုဖြစ်စေတတ်တဲ့ကံတရားကိုလည်းဘဝလို့ခေါ်တယ်အဲ့တော့ဘဝလို့ပြောလိုက်လို့ရှိရင်အဓိကကတော့ရရှိတာတဲ့ခန္ဓာ၅ပါးတနည်းအားဖြင့်ယုံနာနှစ်ပါးကိုဘဝလို့ခေါ်တာပဲဖြစ်တယ်လူတွေရဲ့တဏ္ဍမှာဖြစ်နေတဲ့ယုံနာနှစ်ပါးဒီယုံနာနှစ်ပါးတန်တရားထဲမှာစစ်စစ်မပြတ်ဖြစ်စဉ်တစ်ခုအနေနဲ့ဖြစ်နေတာဘယ်လိုဖြစ်စဉ်တစ်ခုအနေနဲ့ဖြစ်တော့ဆိုလူတွေရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်ဘဝကပဲပုံရလာတယ်ရလာတဲ့ဘဝကိုဘယ်လိုအကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့တိုးတက်ဖြစ်ပေါ်လာတယ်ဆိုတာပဋိစ္စသမုပ္ပါဒ်ကိုအကြပ်မြင့်ဆင်ញင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇပစ္စယသင်္ခါရပစ္စယဝိညာဏဆိုတာဘဝရတာဖို့ကိုရှင်းပြတဲ့စကားပဲအဲ့တော့မြန်မာလူနားလည်အောင်ပြောရမယ်ဆိုရင်အဝိဇ္ဇဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအကောင်နဲ့ဆိုအကြောင်းနဲ့အကျိုးအမှန်တရားကိုမသိတာဝိဇ္ဇာဘုရားတို့ဟာလွန်ခဲ့တဲ့ကာလတွေကအကြောင်းနဲ့အကျိုးအကောင်နဲ့ဆိုအမှန်တရားကိုမသိခဲ့ကြဘူးမသိသည့်အတွက်ကြောင့်လှုပ်ပြီးလှုပ်ရလှုပ်ကြတယ်မသိတာကအကြောင်းတရားလှုပ်ပြီးလှုပ်ရကအကျိုးတရားအဲ့တော့အဝိဇ္ဇာမသိတာကကိလေသာအဲ့ဒီကိလေသာကိုကြောင့်ပြုပြီးတော့လှုပ်ပြီးလှုပ်ရလှုပ်တဲ့သင်္ခါရဆိုတဲ့ကတရားတွေဖြစ်လာတယ်လှုပ်ပြီးလှုပ်ရလှုပ်တဲ့ဆိုတာကောင်းတာလည်းလှုပ်ပြီးတယ်မကောင်းတာလည်းလှုပ်ပြီးတယ်ဥပမာပဲလောဘကိုကြောင့်ပြုပြီးတော့ကောင်းမှုတွေလှုပ်တယ်မကောင်းမှုတွေလှုပ်တယ်ဒေါသကိုကြောင့်ပြုပြီးတော့ကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်ကိလေသာကိုကြောင့်ပြုပြီးတော့ကုသိုလ်အကုသိုလ်နှစ်ခုစလုံးဖြစ်နိုင်တယ်အဲ့တော့တဏှာဘောအမှာကိုပြန်စဉ်းစားကြည့်ရင်တို့တွေကဘယ်ဟာအမှန်တရားလဲဆိုတာမသိဘူးမသိတာကဝိဇ္ဇာမသိလို့လှုပ်ပြီးတော့ရလှုပ်တဲ့သင်္ခါရလှုပ်ပြီးလို့ရလှုပ်လို့ဖြစ်လာတဲ့ကတရားတွေကဖန်တီးမှုတွေရှိလာတယ်အဲ့ဒီဖန်တီးမှုတွေကတရားတွေကအကျိုးတရားကိုထုတ်လို့တဲ့အခါမှာသင်္ခါရပစ္စယဝိညာဏဘဝမှာမျိုးစိတွေတခုရောက်လာဘာနဲ့တူတော့ဆိုရင်သစ်ပင်တွေကအသီးတွေတီးပြီးတော့မျိုးစိကြလိုက်တာနဲ့တူတူပဲနော်ဝိညာဉ်ဆိုတဲ့ဝိညာဏဆိုတဲ့ပရိသေရိစိတ်စတဲ့ပြီးတော့ပေါ်လိုက်တယ်အဲ့ဒီပရိသေရိစိတ်တွေကမျိုးစိတွေဖြစ်နေမျိုးစိဆိုတာနှစ်ခုထုတ်တယ်နော်မျိုးစိမှန်သမျှအကျိုးနှစ်ခုထုတ်တယ်တစ်ခုကဘာတော့အမြင့်သက်စင်တာတစ်ခုအပေါ်မှာအညောင်တက်တာတစ်ခုမျိုးစိတွေကနှစ်ခုရှိတယ်အလုံးနှစ်ခုလုပ်တယ်နော်အမြင့်ကိုလည်းစင်စေတယ်အညောင်ကိုလည်းတက်စေတယ်အဲ့ဒါလိုပဲဝိညာဏဆိုတဲ့မျိုးစိတွေမှာပါတော့ဆိုရင်အမြင့်ကလေးပါလာတယ်အမြင့်ကရုပ်တရားအမြင့်ကိုပြုပြီးတော့ပေါ်တက်လာတဲ့အညောင်အဲ့ဒါကနတ်တရားအဲ့ဒါကိုမြတ်စွာဘုရားကဝိညာဏပစ္စယနပရူပံလို့ခေါ်တာနော်ဘဝအဲ့တိုင်းစားလာဝိညာဏဆိုတဲ့ပရိသေရိဝိညာဉ်ပေါ်လိုက်တာနဲ့တပြိုင်နက်ရုပ်နဲ့နာမ်တစ်ခုပါလာတယ်ပါလာတော့ရှေ့ဆက်ပြီးပါဖြစ်တော့ဆိုရုပ်ဒီနန္ဒီကကြည်ထွားလာတဲ့အခါနပရူပပစ္စယသလာယတနာစိတ်ဖြစ်ဖို့အခြေကနေပေါ်လာတယ်
မျက်စိနာနာလျာကာယမနဆိုတဲ့ဣဇတိကာယနာ6ပါးအတွင်အာယနာ6ပါးအစင်သာနာယတာထီတွေ့စိတ်ကူးကြံစည်ရာအာယုလို့ဆိုတဲ့ဗဟိတအာယနာပါဣရာယနာ6ပါးအဲ့ဒါကိုသလယနာလို့ပြောတာအဲ့တော့ယုံနဲ့နေတူတဲ့ဖြစ်ပေါ်လာတဲ့အခါမှာယုံနဲ့ပတ်သက်ပြီးတော့မျက်စိနာနာလျာကာယပေါ်လာတယ်နာနဲ့ပတ်သက်ပြီးတော့မနဆိုပေါ်လာတယ်အဲ့တော့ဒါတွေပေါ်လာတဲ့အခါကျတော့ပြမမရှိတဲ့အစဉ်တန်နာယတာအထီးတွေနဲ့ပေါင်းဆက်ပေါင်းမိလာတဲ့အခါကျတော့ပေါင်းဆက်မှုကဖတ်တာနော်ပေါင်းဆက်မှုကြောင့်ဆက်သွယ်ပြီးတော့ဖြစ်လာတာကဖတ်တာဖတ်တာကိုအကြောင်းပြုပြီးတော့ဝေဒနာဆိုတဲ့စက္ကသမှုတွေပေါ်လာပြန်တယ်ဒါဘဝဆိုတာအဲ့တိုင်းဖြစ်နေတာနော်ဘယ်သူဘဝပဲဖြစ်ဖြစ်ဘဝအလုံးဟာအဲ့တိုင်းလာတယ်အဲ့ဒီလိုအခြေအနေအတာအကောင်လို့လည်းပြောတာလည်းမဟုတ်ဘူးဆိုလို့ပြောတာလည်းမဟုတ်ဘူးတတ္တဝါတွေရဲ့အနေထားကအဲ့ဒါလိုအဝိဇ္ဇာပတိတာကိုအကြောင်းပြုပြီးတော့ကံတရားတွေလုပ်တယ်ကံတရားကနေဘဝကိုချပေးလိုက်တယ်ချပေးလိုက်တဲ့အဲ့ဒီမျိုးစိတ်ဖြစ်တဲ့ပဋိသန္ဓေကယုတ်တိနတ်တွေကိုပေါက်ဖွာပေးတယ်ယုတ်တိနတ်တွေယုတ်တိတွေမှာဒီအာယုံကိုဆက်သွယ်ယူနိုင်တဲ့ဩကံအင်္ဂါရတိပါလာတယ်ပါလာသည့်အတွက်ကြောင့်မျက်စိရှိလို့ပြစ်မဲ့ကပြင်းစရာတွေကိုမြင်လာတယ်နာရှိတော့အသံတွေကြားလာတယ်နှာခေါင်းရှိတော့အနံ့ရလျှာရှိတော့ရတာကိုယ်ကာယရှိသည့်တဲ့ကအပူအေးစားတဲ့အထီးတွေ့စိတ်ရှိတဲ့ကြတော့စိတ်ထဲမှာချမ်းသာစိတ်ကူးစရာတွေအဲ့ဒါတွေပေါ်လာအဲ့ဒီပေါ်လာပြီးအာယုန်နဲ့ဝတ္ထုနဲ့အာယုန်ပေါင်းစပ်ပြီးလိုက်တာနဲ့တပြိုင်နက်ပေါင်းစပ်ပြီးတာကဖတ်တာကိုအကြောင်းပြုပြီးတော့စိတ်ခံစားခြင်းဝေဒနာဒါဒုလောကမှာဒါဖြစ်တာဒီချိန်တည်းအောင်အကောင်အဆိုးပြောတာမဟုတ်သေးဘူးနော်အဲ့တော့ဝေဒနာဆိုတာဘာကိုပြောရလဲဆိုဒုက္ခဝေဒနာဒီတခုကလိုရမယ်အာယုန်နဲ့ပတ်သက်လာတဲ့အခါမှာဒုက္ခဝေဒနာဘယ်လိုပေါ်လဲအာယုန်နဲ့ဆုံးတဲ့အခါမှာဒုက္ခဝေဒနာဘယ်လိုပေါ်လဲနားလည်အောင်ပြောရမယ်ဆိုရင်မျက်စိနဲ့အစဉ်ဆုံးလိုက်တယ်လာရဏပစ္စယဖတ်တော့နော်မျက်စိနဲ့အစဉ်ဆုံးလိုက်တာနဲ့တပြိုင်နဲ့စိတ်ဖြစ်လာတယ်အဲ့စိတ်ကနေပြီးတော့ဖတ်တာကနေပြီးတော့စိတ်ခံစားမှုဘယ်လိုပေါ်လာလဲဆိုကိုမြင်လိုက်တဲ့အာယုံကကိုကြိုက်တဲ့အာယုံကိုမကြိုက်တဲ့အာယုံနှစ်ခုရှိတယ်ကြားလိုက်တဲ့အသံကလည်းကိုကြိုက်တဲ့အသံကိုမကြိုက်တဲ့အသံနှစ်ခုရှိတယ်အနံကလည်းကိုကြိုက်တဲ့အနံကိုမကြိုက်တဲ့အနံနော်အဲ့တော့ကွက်ပြချမ်းသာမှုတွေရှိတယ်အဲ့ဒီကွက်ပြချမ်းသာမှုကိုကြောက်ပြုပြီးတော့ဆိုပါစို့အခုလို့ယတိဥဒုပူနေတဲ့အချိန်မှာဆိုရင်လေးတိုက်ရင်လူတိုင်းကကြိုက်လိမ့်မယ်ထင်နော်လူတိုင်းကကြိုက်လိမ့်မယ်လေဘူးကြီးတိုက်ရင်လူတိုင်းကကြိုက်ပါမဟုတ်ကဲဆိုပါစို့အခုလို့ပူအိုက်နေတဲ့အချိန်မှာလေးလာလိုက်လို့ရှိရင်လူတိုင်းရဲ့ကိုယ်ကာယကလက်ခံတယ်အလွယ်တကူလက်ခံလိုက်တယ်လွယ်တကူလက်ခံလိုက်တော့စိတ်ထဲမှာကျဉ်းနှံ့မှုဖြစ်တယ်အဲ့ဒါကိုဒုက္ခဝေဒနာလို့ခေါ်တယ်နော်ဒုက္ခဆိုတာအဲ့ဒါပြောတာဒုက္ခရဲ့အတိပ္ပယ်ကိုပြောမယ်ဆိုရင်သူဆိုတာလွယ်လက်ကူခါဆိုတာလက်ခံစိတ်ထဲမှာကိုကြိုက်တဲ့အာယုဆိုလွယ်လက်ကူလက်ခံ easy to accept ဒုက္ခဝေဒနာဆိုတာ easy to accept လွယ်လက်လေးနဲ့လက်ခံဒီအာယုဟာကိုကြိုက်တဲ့အတန်ဆိုရင်လည်း easy to accept လက်ခံလိုက်တာသူကသူကိုလက်ခံမိတာဖြစ်နေ
ကိုကြိုက်တဲ့အနံ့ဆိုလဲလက်ခံလိုက်လွယ်လွယ်ကူကူနဲ့လက်ခံလိုက်ကိုကြိုက်တဲ့အရာသာကိုကြိုက်တဲ့အထီးတွေအလုံးဟာလွယ်လွယ်ကူလက်ခံနိုင်မှု easy to accept ဒုက္ခဝေဒနာဖြစ်တယ်လို့ပြောတာကဲဆန့်ကျင်မဲ့ကြတော့ကိုမကြိုက်တဲ့ဟာကြတော့ဘာဖြစ်လာတော့ဒုက္ခဒုဆိုတာခဲခဲရင်ခါဆိုလက်ခံ difficult to accept လက်ခံမှုခဲ့တယ်ဒါဒုက္ခဒုက္ခကိုလွယ်ကူနားလည်အောင်ပြောပြတာနော်အဲ့ဒါကိုပဲဒုက္ခဒုက္ခဆိုတာချမ်းသာခံစားတယ်ဆင်းရဲခံစားတယ်လို့ပြောတယ်ချမ်းသာတယ်ဆင်းရဲတယ်လို့ပြောရင်လူတွေကအတိတ်ပဲတစ်မျိုးတွေးတယ်ပတ်စံရှိတဲ့လူကိုချမ်းသာတယ်လို့ထင်တာနော်ပတ်စံမရှိရင်ဆင်းရဲတယ်လို့ထင်တယ်အဲ့ဒါကိုပြောတာမဟုတ်ဘူးဖြစ်ပေါ်လာတဲ့အာယုတစ်ခုကိုစိတ်ကအလွယ်တကူလက်ခံလိုက်ရင်ဒုက္ခဝေဒနာဖြစ်တယ်လက်ခံဖို့ခက်တဲ့ဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်အဲ့တော့ easy to accept ဒုက္ခ difficult to accept ဒုက္ခသူကသူဖြစ်လာတာနော်ဖတ်တာကြောင့်ဖြစ်လာတာဖတ်တာဖြစ်တာနဲ့ဝေဒနာယစီကမြင်တာလည်းဒီတိုင်းပဲနာကကြားတာလည်းဒီတိုင်းပဲနှာခေါင်းကနားရရင်လည်းဒီတိုင်းပဲအလွယ်တကူလက်ခံတာဒါကြောင့်မို့အလွယ်တကူလက်ခံနိုင်တဲ့နေရာနဲ့ပတ်သက်ပြီးတော့အနုရောဓဝိရောဓဆိုတာလို့ရှိတယ်အနုရောဓဆိုတာလိုက်လျောတာစိတ်ကိုလိုက်လျောနေတာနော်ကိုကြိုက်တာဆိုရင်စိတ်ကိုလိုက်လျောပြီးသားဖြစ်တယ်ဝိရောဓဆိုတာစိတ်ထဲမှာဆန့်ကျင်သွားတယ်တဘာဝကိုယ်ကဆန့်လျောလူသေးတိဒုက္ခဝေဒနာဖြစ်လိုက်တာနဲ့ရာဂဒုတိယရောက်လာဖြစ်လာတယ်နော်ဒုက္ခဝေဒနာတိုင်းအလွယ်တကူจิตနဲ့ဆွာလက်ခံလိုက်တာနဲ့တပြိုင်နက်နှစ်သက်မှုဆိုတဲ့ရာဂပေါ်လာတာဒါသဘာဝလို့ဖြစ်တယ်အဲ့ဒါကြတော့ပုထုဇဉ်နေမှာဖြစ်တယ်ဖရာယန္တာကြတော့ဝေဒနာတော့ဖြစ်တယ်ဝေဒနာပစ္စယတဏမဖြစ်တော့ဘူးလို့ဆိုလို့အဲ့တော့ဒီဒုက္ခဝေဒနာဖြစ်လာတဲ့အခါမှာဒုက္ခဝေဒနာပစ္စယတော့လို့မဟောပဲနဲ့ဝေဒနာပစ္စယကိုတဏလို့ပဲဘာလို့ဟောတော့ဆိုစဉ်းစားကြည့်လေလူတွေကဒုက္ခနဲ့တွေ့ရင်အဲ့ဒီပါလေယတ္တမဟုတ်ဘူးဒုက္ခနဲ့တွေ့ရင်တော့ယက်တယ်သဘောကျတယ်ဒုက္ခဝေဒနာနဲ့တွေ့ရင်ဒါကိုကြိုက်တယ်နော်ကြိုက်တယ်နှစ်သက်တဲ့တွေ့တာလည်းဖြစ်သွားတယ်ဒုက္ခဝေဒနာပစ္စယတဏဟုတ်ပြီဒုက္ခဝေဒနာကြတော့ဒေါသဖြစ်လိုက်တာကမကြိုက်လို့စัจจิမှုဖြစ်လိုက်တာခဏလေးချက်ချင်းကောင်းတာကိုမျောတဲ့စိတ်ကဖြစ်လာတယ်မလို့ချင်မှုတွေသူကမလို့ချင်တော့ကောင်းတာကိုတွေးတာပဲဆိုပါစို့နေထိုင်မကောင်းဖြစ်နေတဲ့ပုဂ္ဂိုလ်ကနေထိုင်ကောင်းနေတယ်ကောင်းကြိုက်နေတဲ့ပုဂ္ဂိုလ်ကောင်းကြိုက်တာပျောက်ခြင်းဘိုင်းနာတဲ့လူကလည်းဘိုင်းနာတာပျောက်ခြင်းဒီ difficult to assess တဲ့ဒုက္ခဖြစ်တာကိုကြောက်ပြုပြီးတော့လူတွေကဒုက္ခကိုမျောလင့်တယ်နော်ကိုကြိုက်တာကိုမျောလင့်တယ်အဲ့ဒါကြောင့်မို့လို့ဝေဒနာပစ္စယတဏလို့ပဲဟောတယ်မြတ်စွာဘုရားဝေဒနာပစ္စယတော့လို့မဟုတ်ဘူးဘာလို့မဟောတော့အဲ့နေရာမှာမရက်ဘူးလေလူတွေရဲ့စိတ်ကအဲ့နာမှာရက်မသွားဘူးမုန်းတီးတဲ့အပေါ်မှာရက်မသွားပဲနဲ့မျောလင့်ချက်ကဆက်လိုက်လာအဲ့ဒါကြောင့်ဘုလို့ဒုက္ခယဝေဒနာယပဋိက္ခဏုတယောနုတိတိဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်ပဋိက္ခဏုတယဆိုတဲ့ဒေါသဖြစ်တယ်သို့တော့အဲ့ဒီမှာယတ္တသွားလားဆိုမယတ္တကောင်းတာကိုမျောနေတဲ့စိတ်ကထပ်ဖြစ်လာအဲ့ဒါကြောင့်ဘုလို့ဒီဝေဒနာပစ္စယတဏလို့ပဲဟောတယ်ဝိသုဒ္ဓိမေမှာတော့ဘလို့ရှင်းလို့ဆိုရင်ဒုက္ခိဒုက္ခပတ္ထယတိခဏက difficult to accept လက်ခံမှုခင်တဲ့အာယုန်နဲ့တွေ့လိုက်လို့ရှိရင်စိတ်ထဲမှာမကြိုက်ဘူးမကြိုက်တဲ့လူကကြိုက်တာအောင်မျောလင်းတဲ့သူကပြဲတယ်ကိုမကြိုက်ဘူးဆိုရင်ကြိုက်တဲ့စီစိတ်ကရောက်သွားတယ်မ
မကြိုက်တာတွေရမသွားဘူးကြိုက်တဲ့အာယုံကိုမျောလင်းတာဖြစ်သွားတယ်အဲ့ဒါကြောင့်ဘုဒုက္ခဖြစ်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခပတ်တဲ့အတိဒုက္ခကိုမျောလင်းနေဒုက္ခိဘေယောပိအစတိဒုက္ခရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒီတဲ့ပို့ပြီးတော့ချမ်းသာခြင်းနဲ့သူကအစင်မြင့်ရင်လည်းတိုးတက်ခြင်းနဲ့အဲ့လိုဖြစ်လာတာပြောင်းသွားတာမဟုတ်ဘူးအစင်မြင့်တာသူကနော်အဲ့ဒါကြောင့်ဘုလို့ဝိရဏပစ္စယတဏှာဆိုအဲ့တော့ဘာဖြစ်လာတော့ဆိုလူဘဝမှာဝေဒနာကိုအကြောင်းပြုပြီးတော့ဘာဝင်လာတော့ဆိုကိလေသာတွေဝင်လာအဲ့ဒီကိလေသာတွေကအကောက်လာတာကိုဥပါဒဏ်လို့ခေါ်တယ်ကိလေသာတွေအကောက်လာရင်တဏှာအကောက်လာရင်ဆွဲလန်းသွားတယ်ပေါ့နော်ဆွဲလန်းမှုကလည်းတောက်တပြုတ်ရှိတယ်ဒိဋ္ဌိဆိုတဲ့အမြင်မှားမှုကလည်းဆွဲလန်းတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ဥပါဒဏ်စိတ်ဆွဲလန်းမှုဖြစ်လာတယ်လိုချင်မှုရဲ့နောက်မှာဆွဲလန်းမှုရှိတယ်အဲ့ဒီဆွဲလန်းမှုဖြစ်လာပြီဆိုလို့ရှိရင်ကိလေသာကြောင့်ဘာဖြစ်ပြန်လို့ဆိုကိလေသာကိုကြောက်ပြုတ်ပြီးကောင်းတာလည်းလှုပ်တယ်မကောင်းတာလှုပ်တယ်ဆိုကံတရားတွေဖြစ်လာပြန်အဲ့ဒီကံတရားကိုတော့မြတ်စွာဘုရားကဘဝလို့ခေါ်တာနော်ရှေးတုန်းကအဝိဇ္ဇာနောက်ကကံတရားကိုတော့သင်္ခါရ creator ပေါ့သင်္ခါရလို့ဆိုပြုပြင်တတ်တဲ့ creation ဒါကြတော့ဘဝလို့ခေါ်တယ်နော်ဘဝတစ်ခုတိဆောက်တဲ့ကံတရားတွေဖြစ်လာတယ်ဟောအဲ့ဒီနီးနဲ့ဘဝတစ်ခုရလာပြီးတော့လူတွေဟာဘဝကိုအကြောင်းပြုပြီးတော့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့လိုဖြစ်လာတာနော်ဘဝရလာတဲ့လူတွေဟာအချိန်ခါလျော်စွာဘဝဒုက္ခဘဝဒုက္ခဆာရှိတယ်ဘဝထဲမှာဒုက္ခဖြစ်တာလည်းရှိတယ်ဒုက္ခဖြစ်တာလည်းရှိတယ်မတူညီတဲ့အတွေ့အကြုံတွေကိုအကြောင်းပြုပြီးတော့ဒုက္ခဖြစ်တဲ့အလိုက်မှာကိလေသာဆိုတဲ့တဏှာဆိုတဲ့ကိလေသာတွေတိုးပွားတယ်အစင်မပြေတဲ့အခိုက်မှာတခြားကိလေသာတွေတိုးပွားလာတယ်တိုးပွားလာတော့အဲ့ဒီကိလေသာကိုအကြောင်းပြုပြီးကံနေလှုပ်တယ်ကံနေလှုပ်တယ်ဆိုတော့ action တွေဖြစ်လာတယ် action တိုင်းမှာ reaction ဆိုတာရှိတယ်တုံ့ပြန်လာတာတွေရှိတယ်နော်အဲ့ဒီတုံ့ပြန်တာကဝိပါကပဲကံတရားရဲ့တုံ့ပြန်ပြီးပေါ့တုံ့ပြန်မှုဆိုတာဘယ်နေရာမှာဆိုရှိတယ်ကိုးစားလိုက်တဲ့အစာကပိုင်းနာမဲ့အစာဆိုပိုင်းနာတာအစာရဲ့တုံ့ပြန်မှုပဲနော်အစာရဲ့တုံ့ပြန်မှုအေးတရဲ့တုံ့ပြန်မှုကပါတော့နာစီပဲချောင်းဆိုပဲအပူမိရာရဲ့တုံ့ပြန်တာလည်းဒီလိုပဲဆိုကြတစ်ခုဖြစ်ပေါ်လာတယ်ထို့တူပဲကောင်းတဲ့ကံရဲ့တုံ့ပြန်မှုကအစဉ်ပြေတယ်မကောင်းတဲ့ကံရဲ့တုံ့ပြန်မှုကြတော့ခက်ခဲတွေ့တယ်ဟောကံတရားတွေရဲ့တုံ့ပြန်မှုနဲ့အဲ့တော့လောကမှာနော်ကိလေသာကိုအကြောင်းပြုပြီးတော့ကံတရားတွေဖြစ်တယ်ကံတရားကြောင့်အကျိုးတရားတွေဖြစ်ပေါ်လာတယ်အဲ့ဒီကနေပြီးတော့တခါအကျိုးတရားပေါ်မှာလိုချင်တဲ့ကိလေသာထပ်တိုးလာတယ်ထပ်တိုးလာတော့ထပ်တုပ်ပြန်တယ်အဲ့ဒါကိုပဲဝတ္တုံမလို့ပြောတာနော်လိုချင်တာကကိလေသာဝတ်လောက်တာကကမ္မဝတ်ရှားတာကဝိပါကဝတ်အဲ့တော့ထွက်ပေါက်ရှိလားဆိုမရှိဘူးတန်တရားထဲမှာအဲ့လိုနေတယ်အဲ့ဒါတန်တရားဘဝနဲ့ပတ်သက်လာရင်ကိုဘဝကိုပုံဖော်ကြည့်ဖို့ပြောပြတာနော်လူတိုင်းရတဲ့ဘဝမှာအဲ့တော့ရသော်ဗျာကဘုရားဘာသာတွေကိုလည်းပဲနှစ်ခုနဲ့ဟောထားတာအဲ့ဒီလည်းပဲနှစ်ခုမရော့ထွေးဖို့လိုအပ်တယ်ပေါ့ဘုရားတရားတော်မှာခုတန်တရားဘဝမှာလည်းပဲနှစ်ခုမှရမယ်နော်ဘဝဆိုတာခုပြောတဲ့အတိုင်းအကြောင်းကျိုးဆက်ပြီးတော့ဖြစ်လာတာဖြစ်လာတဲ့ကိုရထားတဲ့ဘဝသည်နော်ဒုက္ခလည်းပါတယ်ဒုက္ခလည်းပါတယ်ဒုက္ခသက်သာဖို့အတွက်ဘာလို့ရတော့ဆိုကုသိုလ်လုပ်ရဒ
ကုသိုလ်တွေလုပ်ချင်အဖြစ်ဒုက္ခသက်သာလာတယ်ဆိုပါစို့သီလကုသိုလ်ထိတ်သိမ်းဆောက်ရှောက်တယ်ဆိုပါစို့သီလကုသိုလ်ထိတ်သိမ်းဆောက်ရှောက်လိုက်လို့ရှိရင်အပေငရဲကြာရောက်တဲ့ဒုက္ခတွေသက်သာသွားတယ်နော်ငရဲဒုက္ခသက်သာမဲ့တရိစ္ဆာန်ဘဝဒုက္ခတွေသက်သာမဲ့ပြိတ္တဘဝဒုက္ခတွေသက်သာသွားတယ်ဘယ်သူကသက်သာစေတာတော့ဆိုရင်ဒီကုသိုလ်ကယောဂတစ်ခုဖြစ်လာလို့ရှိရင်စေတော့စေကယောဂကိုသက်သာစေတယ်ထို့တူပဲဒီကိလေသာကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေကိုသက်သာဖို့အတွက်ကုသိုလ်လုပ်ကြတာလေဟောတန်တရားဘဝထဲမှာဒုက္ခသက်သာအောင်မြတ်စွာဘုရားကဒီပြီးခဲ့တယ်အဲ့ဒီဒီရပါလိမ့်လို့ဆိုရင်တပပပတအကရဏအကုသိုလ်တွေမလုပ်ပဲနဲ့ရှောင်ကြကုသလတုပတဗရာကုသိုလ်တရားတွေကိုပြည့်စုံစေကြသစိတ်တပရိယောတပတံကိုယ်စိတ်လေးကိုဖြူစအောင်ထားကြစာဘဝရဲ့ဒုက္ခတွေသက်သာဖို့အတွက်ဆုံးပါတာပဲဖြစ်တယ်နောက်တစ်ခါပါတပိတုဥပဋ္ဌာနမိဘတွေကိုပြုစုကြလုပ်ကြွေးကြပညာရှိကိုစိတ်ကြိုက်ဖို့ဝဲကြပညာမရှိအမှားကိုတိုက်တွန်းတဲ့ပါဠိတွေနဲ့ပပေါင်းတဲ့ညနဲ့သူတို့ရဲ့အကျင့်စရိုက်တွေကိုရှောင်ကြလို့ဒီလိုဟောတာနော်အခုပြောတဲ့ compassionate truth လို့ခေါ်တဲ့သမုဒိသစ္စာလည်းပဲအနေဟောပေးတာဒါသမုဒိသစ္စာလည်းပဲလို့ပြောသမုဒိသစ္စာလည်းပဲမှာကျေစုကြည်ပါတဲ့အမေရှိတယ်အဖေရှိတယ်ဆရာသမားရှိတယ်မိတ်ကောင်းဆွေကောင်းရှိတယ်ဒါတွေကကုသိုလ်ဖြစ်ဖို့အတွက်အကြောင်းတရားတွေကုသိုလ်ဖြစ်မှဒုက္ခဆိုတဲ့ easy to accept အကျိုးတရားတွေကိုရမှာဖြစ်တယ်အဲ့ဒါတွေကိုရဖို့အတွက်တန်တရားတွေမှာတက်တက်တာတာနော်ဘဝမှာပြည့်ပြည့်စုံစုံဒါနကုသိုလ်ရှိသည့်အတွက်ကြောင့်ဘဝမှာပြည့်ပြည့်စုံစုံနေရတယ်ထိုင်ရတယ်သီလကုသိုလ်ရှိသည့်အတွက်ကြောင့်သီလကုသိုလ်ဆိုတဲ့ပဲပါဏာတိပါဒလုံးတဲ့ဆိုရင်ဘဝဖြစ်လာတဲ့အခါမှာကြပါတဲ့သက်ရှိတယ်ယောဂနဲ့ဒါပါဏာတိပါဒလုံးနဲ့အကျိုးဆက်ပဲအဒိဏတတလုံးသည့်အတွက်ကြောင့်ကိုရထားတဲ့ပစ္စည်းဥစ္စာဟာခိုင်မြဲတယ်နော်ခိုင်မြဲတယ်လူဘဝဆိုတာသက်ရှိရမယ်ကြမ်းမာရမယ်ဒါတခုပဲသက်ရှိကြမ်းမာရုံနဲ့မပြီးသေးဘူးအသက်ရှိဖို့အထောက်အကူဖြစ်တဲ့ပစ္စည်းဥစ္စာလည်းရှိရမယ်ပစ္စည်းဥစ္စာဒီလူတွေရဲ့ဒုတိယအသက်ပဲဘာလို့လဲဆိုရင်ဒီအသက်တစ်ခုတည်းနဲ့ယက်တိလို့မရဘူးလေနော်ပစ္စည်းလေးပါဆိုတာအသက်ကိုအထောက်အကူပြုတယ်ဟာပဲစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်ပကြပါရဲ့စီဝတ္တစာဘုန်းကြီးတွေဒါပစ္စည်းလေးပါမဟုတ်ဘူးလူတွေဘဝယက်တိဖို့အတွက်ပစ္စည်းလေးပါအဲ့ဒီပစ္စည်းလေးပါသူများပိုင်တဲ့ပစ္စည်းလေးပါကိုမရယူပဲနဲ့နော်ကိုစစ်စစ်ကြဲနေတာအဒိဏတနာရှောင်းအဲ့တော့သူများပစ္စည်းကိုယူတာလူကိုတတ်တာနဲ့တူလို့ဖြစ်သွားတယ်နော်လူတတ်တာနဲ့တူလို့ဖြစ်တယ်ဒါကြောင့်ဘုပါဏာတိပါဒပြီးရင်လိုက်တာပါအဒိဏတနာလောက်ဖို့လိုက်နာအောင်အဲ့တော့ဒီနှစ်ခုပြည့်စုံသွားရင်လုံလောက်ပြီလားလို့ဆိုလူဆိုတာအသက်လည်းရှိရမယ်ကြပ်ပါရမယ်ပြီးတော့ဘာလို့ပစ္စည်းရှိရမယ်နောက်တစ်ခုဘာလို့ဆိုရင်ဂုဏ်သိက္ခာရှိဖို့လိုတယ်အဲ့ဒီဂုဏ်သိက္ခာရှိဖို့အတွက်သူကမေတုမိစ္ဆာစရာရှောင်းအောင်ကမေတုမိစ္ဆာစရာကျွလွန်တဲ့ပုဂ္ဂိုလ်တွေကဂုဏ်သိက္ခာကဲမဲ့စေတယ်လူရဲ့ဂုဏ်သိက္ခာကိုပြပြစေတယ်ဒါကြောင့်မို့တတိယအနေနဲ့ကမေတုမိစ္ဆာစရာလူဆိုတာအသက်ရှင်ရမယ်ပစ္စည်းဥစ္စာရှိရမယ်ဂုဏ်သိက္ခာရှိရဓမ္မလူဘဝဆိုပြည့်စုံပါလေနော်ဂုဏ်သိက္ခာကင်းမဲ့တဲ့ဘဝလည်းဘဝမှာအဆင်မပြေဘူးဂုဏ်သိက္ခာရှိဖို့လိုတယ်နောက်တစ်ခါတတိယအနေနဲ့မြတ်စွာဘုရားပါဟောတော့လူတစ်ဖက်သားအ
အကျိုးစီးပွားပြက်ပြားလာအောင်မဟုတ်တဲ့တရားတွေပြောပြီးတော့လိမ့်လေပြောဆိုပြီးတော့အကျိုးစီးပွားပြက်ပြားအောင်မလုပ်ရဘူးဘုဒ္ဓဝါဒဆိုတာကိုရှိတာကိုမပေးခြင်းလို့မရှိဘူးပြောတယ်ဘုဒ္ဓဝါဒမဟုတ်ဘူးရသော်ပြဖွင့်ဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်လူတယောက်ဒုက္ခရောက်သွားအောင်ရုံးမြင့်ကနာတက်ပြီးတော့မဟုတ်ပဲနဲ့ဟုတ်တယ်လို့လိမ့်ထွက်တယ်မပြင်းပဲနဲ့မြင်တယ်လို့လိမ့်ထွက်တယ်နော်အကျိုးပြပြတော့အောင်ပြောတယ်ဘုဒ္ဓဝါဒကိုပြောတာလူတယောက်ဘုဒ္ဓဝါဒကဘယ်လောက်ထိအောင်ဒုက္ခရောက်စေတဲ့ဆိုရင်ဥပမာလူတယောက်ကိုသူခိုးတာမဟုတ်ပဲသူခိုးတာသူမြင်ပါတယ်လို့လိမ့်ပြောလိုက်ရင်အဲ့ဒီလူဟာအဖန်ခံရနော်အသက်အနေအထိကြိုက်တဲ့ပစ္စည်းတော်လဲဆုံးရှုံးမယ်လူကုန်တိတ်ခါလည်းပြပြစေတယ်ဟောမုဒ္ဒဝါဒတစ်ခုတည်းနဲ့တစ်ချက်တည်းနဲ့သုံးခုထိသွားတယ်လူတယောက်ကိုနော်မဟုတ်တဲ့တရားဆွဆွဲပြောလိုက်လို့ရှိရင်အဲ့ဒီလူကသုံးချက်ထိသွားတယ်ဘာတွေထိသွားတော့သူအသက်ပဲထိသွားတယ်နောက်တစ်ခုရဲ့ပစ္စည်းဥစ္စာတော့လဲဆုံးရှုံးသွားမယ်နောက်တစ်ခုကကုန်သိက္ခာသုံးခုစလုံးဖြစ်စီဖြစ်တာဒါကြောင့်မို့လို့ဘုဒ္ဓဝါဒကိုစရုဒ္ဓတရားမှာထားတာဟောအဲ့တော့အခုပြောတဲ့၅ပါးသီလဟာတစ်ခုမှလျှော့တရားမရှိဘူးနော်တစ်ခုနဲ့တစ်ခုဆက်နေဟုတ်ပြီအဲ့တော့နောက်ဆုံးမှာနော်ငှက်တွေနဲ့ပြိုက်ပြီးကောင်းကင်ပြလို့လည်းမရဘူးအဲ့တော့လူရဲ့ခန္ဓာကိုယ်ကစွမ်းဆောင်မှုအလွန်အားနည်းတယ်ဒါပေမဲ့လူတွေမှာစွမ်းဆောင်မှုကြီးမားတာပါတော့ဆိုရင်အုံနောက်ပဲအဲ့ဒီအုံနောက်ကိုကြောင်ပြုတ်ပြီးအသိဉာဏ်ကိုကြောင်ပြုတ်ပြီးတတ္တလောကကြီးတစ်ခုလုံးကိုထိန်းချုပ်နိုင်တယ်အဲ့ဒါပရိန်လို့ပြောတဲ့အုံနောက်ရဲ့စွမ်းတတိပဲစင်ကြီးကိုလည်းချုပ်ကိုင်နိုင်တယ်ရှိတယ်ငါးတွေကိုလည်းချုပ်ကိုင်တယ်ကောင်းကင်ပြတ်တဲ့ငှက်တွေကိုလည်းချုပ်ကိုင်တယ်အဲ့ဒါလူရဲ့စွမ်းရည်အဲ့ဒါကိုသုံးချတာပဲအဲ့ဒီတော့တလောက်တက်ဖို့ရှိတဲ့အုံနောက်ကိုအဓိကဖြည့်စည်းတာဘယ်သူတော့ဆိုရင်မူရစ်ပဲနော်တေးရဲ့မူရစ်ကိုတောက်စားမယ်ဆိုရင်အုံနောက်ကိုထိခိုက်တယ်တောက်ပါများလို့ရှိရင်သူဟာအတွေ့ခေါ်တွေမှားယွင်းလာတယ်မူရစ်နေတဲ့အချိန်ပါဆိုရင်သူဟာအဲ့ဒီလူကမယွင်းနေဖြစ်လာတယ်နော် hallucination သူများကိုရန်လောက်လာတယ်ဟိုလိုပြောတယ်လို့ပြောတယ်ဖြစ်လာတယ်သူရဲ့တတိတွေမသိညာတွေကလွတ်လာတယ်အဲ့ဒါကြောင့်မို့လို့လူဘဝမှာတန်ဖိုးရှိဆုံးဖြစ်တဲ့အုံနောက်ဆိုတဲ့အသိဉာဏ်ကိုမိမိသေးသိမ့်တော့အောင်လုပ်တဲ့သိအရဲ့ဘုရဲ့စေဝါဟာအရေးကြီးတယ်ပေါ့သူရဲ့အဖက်ကဒီဘဝမှာနေမဲ့ဆိုးကျိုးတွေဖြစ်တယ်နောက်ဘဝရောက်လို့ရှိရင်လည်းပဲမူရနေတဲ့ဘဝကနောက်မွေးလာလို့ရှိရင်ဘာတွေဖြစ်ဆောအနာမကြတွေဖြစ်လာတယ်တောင်းလို့အတိတ်စေတို့အကျုနေတဲ့ပုဂ္ဂိုလ်တွေဖြစ်လာတယ်နော်အယူအနှံဖြစ်လာတယ်အဲ့ဒီအဖက်တွေရှိတယ်ဒါကြောင့်မို့လို့ငါးပါးသီလရဲ့တန်ဖိုးကဘယ်လောက်ကြီးမားတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်အဲ့လိုဘဝတစ်ခုပြည့်စုံဖို့အတွက်သီလဟာဓမ္မတိအရေးကြီးတယ်ဆိုတာဒီလိုလာခဲ့တာနော်သီလရှိဖို့သိပြီးတော့လိုအပ်တယ်အဲ့တော့ဘဝမှာဒီလူတွေအနေနဲ့ပတ်သက်လာလို့ရထားတဲ့ဘဝမှာဒီကိုတယောက်တည်းမှနေကြတာမဟုတ်သည့်အတွက်ကြောင့်လူဆိုတာ society နဲ့အသင်းနဲ့ပဲနဲ့နေတာဖြစ်တယ်ဒါကြောင့်မို့လို့လေးစားရမယ်ပုဂ္ဂိုလ်လေးစားရမယ်စိတ်ကရမယ်ပုဂ္ဂိုလ်စိတ်ကရမယ်အလုံးကဒီလိုတရားဒီတော့မှအဖြစ်လာတော့ဆိုခုနပြောတယ်လူရဲ့အရေးချင်း human dignity ကိုရရှိနိုင်တယ်လို့ဆိုမရတယ်နော်ဘဝဆိုတာမိကောင်ဖားကောင်ဆွေကောင်မျိုးကောင်ပုဂ္ဂိုလ်ပေါင်းနေဆိုတာရှိကိုရှိတာမရှိလို့မြတ်လူမျိုးတွေကြည့်မြတ်လူမျိုးတွေဟာ
ပကံခေကလေးကဒါကမတန်ရှိတာကိုပြောတာမြမတွေကပကံခေကမှစားတာတော့မဟုတ်ဘူးမတန်ရှိတာကိုပြောရမှာပဲနော်အဲ့ဒီမှာရှင်အရဟံနဲ့အနောထဘယင်ကြီးတို့တိုက်သူပြည်သားတွေကောင်းစားဖို့အတွက်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုရှာဖွေစုဆောင်းပြီးတော့ဒီအဆုံးအမတွေလိုက်နာအောင်ဆောင်ရွက်ခဲ့ကြတယ်။ဒါကြောင့်မို့အဲ့ဒီချိန်ကနေစပြီးမြတ်မပြည့်အသာသနာထွန်းကားလာခဲ့တယ်။နောက်ဆုံးမန္တလေးခေတ်ဒီဘောမင်းလက်ထက်အထိဆိုတာနော်အဲ့ဒီမှာအုပ်ချုပ်လာတဲ့ဟာတွေအလုံးဟာမြတ်စွာဘုရားအဆုံးအမနဲ့ပဲအုပ်ချုပ်လာတာအနောက်တိုင်းနဲ့အုပ်ချုပ်တာမဟုတ်ဘူးအနောက်တိုင်းတွေးခေါ်တဲ့အုပ်ချုပ်တာမဟုတ်ဘူးမြတ်စွာဘုရားအဆုံးအမနဲ့အုပ်ချုပ်တာနော်မန္တလေးခေတ်မှာဆိုရင်ယောမင်းကြီးဥဖိုးလိုက်စာမတပတ်တတ်မင်းတို့မင်းကြီးရဲ့လက်ရုပ်ပဲသူလားမင်းတို့မင်းကြီးရဲ့လက်ရုပ်ပဲသူဟာကာယ ानु ပတ္တနာဆိုတဲ့ဉာဏ်ကြီးကိုအင်္ဂလိပ်လိုရေးထားတဲ့ခန္ဓာပေဒဆိုတဲ့အနာတမီဉာဏ်နဲ့နိုင်ရှင်းပြီးတော့ comparative study လုပ်ထားတယ်သူရေးထားတာရှိတယ်ကနေခေတ်ဆိုရင်ဒေါက်တာဘွဲပေးရမယ့်ပုဂ္ဂိုလ်ပဲနော်အနာတမီဉာဏ်နဲ့ပါဠိစာပေပါရှိတဲ့ပိဋကတ်နဲ့တိုက်ဆိုင်ပြီးတော့သူအသေးစိတ်ရေးထားစိတ်ဝင်စားလို့ရှိရင်ရှိတယ်ကာယ ानु ပတ္တနာဉာဏ်ဆိုတာနော်ဒါနမူနာတစ်ခုထုတ်ပြတာဒီလိုပုဂ္ဂိုလ်တွေပြည့်စုံတဲ့ဘဝတစ်ခုမြမပြည့်ပါတစ်ချိန်လုံးကရခဲ့တယ်အခုဒီကြောင့်ကြီးကိုဆောလို့လူတန်းသွားတဲ့ပိဋုပိတရားကြီးဒီတရားကြီးကဟိုရှိတော့ကနန်းတော်ကဟိုဘက်မှာရှိတော့ဒီနေရာကြီးကတော်ရတဲ့နေရာကြီးတစ်ခုပဲဒီကြောင်ကြီးကိုပထမဆုံးလှူဒန်းလက်ခံရတဲ့ရွှေကျင်ဆရာတော်အရှင်သာကရာရှိဘကမနေတာရှိဘကတော်ရကြီးမနေတာအဲရှိဘကတော်ရကြီးမနေတဲ့ဆရာတော်ကြီးကိုဒီကိုပင့်တာမင်းတို့မကြီးဆရာတော်ကြီးကတော်ရကြောက်ပါပဲနေချင်တယ်ပြုတ်နေချင်ဘူးဒါကြောင့်မို့ဆရာတော်ကြီးနေပြောအောင်ဟိုဘက်ကမြို့ကအသံနေမကြရအောင်တိတ်ဆိတ်ဒီတောင်ကြီးကထားတဲ့ဘက်ကိုနေရာချထားတာအဲ့ဒါစဉ်းစားကြည့်ပေါ့တောင်ကြီးကထားတဲ့နေရာမှာနေရာချပေးပြီးတော့ဆရာတော်ကြီးကိုတူကြီးပြိတ္တနဲ့နေအောင်ရွှေကျင်9တိုက်ခုတည်းရှိတယ်တိုက်9တိုက်တွဲပြီးတော့တကယ်တော်ရကြောင်းတိတ်ဆိတ်ငြိမ်သက်တယ်ဒီဘက်ကဟာဒီမရှိသေးဘူးအဲ့တော့ဟိုဘက်မှာပဲရှိတယ်ဒီဘက်မှာမရှိဘူးကနေခေတ်တော့ဟိုဘက်ဒီဘက်ရှိကုန်ပြီပေါ့နော်အဲ့ဒါလို့စဉ်းစားကြည့်လိုက်လို့ရှိရင်ကိုလူမျိုးကိုထီကိုနဲ့နေလာတဲ့ခေတ်ဘုန်းကြီးကြောင်းလေးဆိုဒီပုံစံပဲနော်ဒါခုတရားနာတဲ့ပုဂ္ဂိုလ်တွေမြတ်မကြီးကြည်မှုအငွေအသက်ကိုခံစားကြည့်ကြည့်ဒီနေရာမှာခံစားလို့ရရှေးတုန်းကပြည့်တဲ့ထက်ကတရားနာကြပဲပါတယ်ဆိုရင်လည်းဒီလိုပဲနာကြတာနော်လိုပဲနာကြအဲ့ဒါလို့ဒီကနေခေတ်တော့ဘုန်းကြီးကျောင်းနဲ့ဒီပုံစံမရှိတော့ပြောင်းသွားတယ်မြမပြေကလည်းအပြောင်းလဲတော်တော်ကြိုက်တဲ့တိုင်ကဟုတ်ဘုန်းကြီးကျောင်းနဲ့လည်းပုံစံပြောင်းသွားပြီခုကနော်ကိုရီးယားသွားကြည့်ကိုရီးယားမှာဘုန်းကြီးကျောင်းနဲ့ရှေးတော်ကျောင်းလိုက်မပြေဘူးရှေးကျောင်းပုံစံပဲဆောက်တယ်သူတို့နော်ကိုရီးယားဘုန်းကြီးကျောင်းနဲ့ရှေးပုံစံတိုင်းပဲခေတ်ပုံစံမဟုတ်ဘူးကိုရီးယားနိုင်ငံတိုးတက်တဲ့နိုင်ငံပဲလို့ခေတ်ပြီးတိုက်ကြီးတွေမဟုတ်ဘူးဘုန်းကြီးကျောင်းနေကြတာရှေးအောင်ပုံစံနဲ့ပဲဆောက်တယ်ဒီမှာကျတော့ရှေးအောင်ပုံစံကျောင်းကရှာမရှာဖြစ်နေတမိုင်းထဲမှာပဲကျဲတော့တယ်လို့ဖြစ်သွားတယ်ဘာလို့ဆိုရင်မြန်မာလူမျိုးတွေကအသစ်ကြိုက်တဲ့လူမျိုးတွေဖြစ်နေအသစ်ပဲကြိုက်တာအဟောင်းသိပဲကြိုက်တဲ့သဘောရှိတယ်တော့အဲ့တော့ဒီအဆောက်အဦကြီးဆိုရင်သူ့ခေါ်တယ်သူရှိတယ်
ဒါဖရာထားတဲ့နေရာကစေတော်ဆောင်လို့ထင်တယ်အဲ့ဒါလို့ခေါ်တာစေတော်ဆောင်လို့စတုဆောင်လို့အဆောင်နေတဲ့သူကလည်းသူရှိတယ်ပေါ့ဘယ်ဆောင်ပါဘာလို့တယ်ဘယ်ဆောင်ပါဘာလို့တယ်သူစိကတဲ့တကယ်စနစ်တကျဆောက်လုပ်ထားတာအဲ့တော့မြတ်မယဉ်ကျေးမှုဆိုတာအဲ့တော့ဒီယဉ်ကျေးမှုအပွေတစ်တွေဟာဒီနေ့တစ်ချိန်တွေကမြတ်မလူမျိုးတွေဟာထိမ့်သိမ်းဆောက်ရှောက်ပြီးဗုဒ္ဓရဲ့အဆုံးအမနဲ့အညီနေထိုင်ခဲ့ရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်နော်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီနေထိုင်ကျင့်သုံးခဲ့ကြတယ်အခုလေဒီကနေ့ဟာတကယ်ရှေးကြောင်းပေါ်ကြီးမှာတရားဟောရတယ်တရားနာရတယ်ဆိုတာတစ်ချိန်တစ်ခါကာလတုန်းကခုခေတ်စကားနဲ့ပြောရင်ပဋ္ဌာန်းဆက်ရှိလို့ပြောရမှာတူပါတယ်နော်ပဋ္ဌာန်းဆက်ဆိုတာအကြောင်းကိုပြောတာပါအကြောင်းဆက်တာကိုပဋ္ဌာန်းဆိုတာအကြောင်းတရားပေါ့ဘယ်ရပဲဖြစ်ဖြစ်အကြောင်းရှိမှအကျိုးဆိုတာဖြစ်တာဟုတ်ဒါကြောင့်အကြောင်းတရားရဲ့ဆက်သွယ်မှုနဲ့အခုလိုအကျိုးဆက်ရတယ်ရှေ့တော့ငါဒီတရားမှတရားနာဘူးတာလည်းရှိကောင်းရှိနေမှာခုကတရားနာတဲ့ပုဂ္ဂိုလ်တွေဟာရှေ့တော့ငါလည်းဒီတရားမှရွှေချင်းဆရာတော်ကြီးဟောတဲ့တရားတွေနာဘူးတဲ့ပုဂ္ဂိုလ်တွေပါတယ်မှာပဲနော်ဒါတွေ့ကြည့်တာပါအဲ့တော့တန်တရားဘဝဆိုတာဟာစဉ်းစားကြည့်ခုနတို့တိဆောက်လာခဲ့ကြတာအဲ့တော့အဲ့ဒီဘဝကိုမြတ်စွာဘုရားကလည်းပဲနှစ်ခုနဲ့ဟောတယ်ခုနလည်းပဲကလူဆိုတာကိုယ်ကျင့်တရားကောင်းအောင်နေရမယ်အမိဖေကိုပြုစုရမယ်ပညာရှိကိုစိတ်ကရမယ်ဝတ္တရားကြည်ပြရမယ်နော်အပြကောင်းစားရေးအတွက်လုပ်ရမယ်ကုသိုလ်ကောင်းမှုလုပ်ရမယ်အဟုတ်လို့ရှောင်ရမယ်ဒါတွေက ordinary level လို့ခေါ်တဲ့ compassionate truth ဆိုတဲ့အခြေခံ level နဲ့ခေါ်တာနော်အဲ့ဒီအခြေခံ level မှာကာကွယ်လို့မရတဲ့ဒုက္ခဘာဒုက္ခတော့ဆိုရလာတဲ့ဘဝသည်တနေ့ကျတော့ဆုံးတတ်သွားတယ်အခုဆိုရင်အလူတကာဖြစ်တဲ့ဘိတုပိကြီးလည်းမရှိတော့နော်ကျောင်းဘုန်းကြီးဖြစ်တဲ့ရွှေကျင်ဆရာတော်ကြီးလည်းမရှိတော့နှစ်ပေါင်းများစွာကွာခြားသွားကြပြီအဲ့ဒါဘဝမှာကျုပ်တွေ့ရတဲ့ဒီဒုက္ခဟာဒီတမန်လေးပဲမှာအဲ့ဒီကုသိုလ်ကမတားနိုင်ဘူးဒါဖြစ်တရားဘဝမှာဖြစ်လာပြီးသိဆိုရမယ်ပျောက်ကွယ်ရမယ်ဒါဘဝတစ်ခုပဲနော်အဲ့ဒါက ordinary level အဲ့ဒီ level နဲ့ပတ်သက်လာပြီးတော့ဘဝနဲ့ပတ်သက်ပြီးအတွေ့အမြင်တစ်ခုပေါ်လာသေးတယ်မတူညီတဲ့တွေ့အမြင်ဘဝပေါ်မှာအမျိုးအစားခွဲကြည့်လိုက်တချို့ကဘဝမှာပျော့တယ်ထာဝရဖြစ်ခြင်းတော့ဘဝမှာထာဝရဖြစ်ဖို့ပျော့ကြတယ်အဲ့ဒီပုဂ္ဂိုလ်ကတစုတချို့ကဘဝနဲ့ပတ်သက်ပြီးဒုက္ခတွေကြုံတွေ့ရတဲ့အခါကျတော့ဘဝကြီးကိုညီငွေတယ်စိတ်ပြတ်တယ်ဘဝကလွတ်ချင်တဲ့ပုဂ္ဂိုလ်တစုနော်ဘဝပေါ်မှာရှုမြင်တာဒီနှစ်ခုရှိမတူတဲ့အမြင်ဘဝရှိနေတာကိုကြိုက်တဲ့ပုဂ္ဂိုလ်တစ်ခုဘဝမရှိတော့တာကိုကြိုက်တဲ့ပုဂ္ဂိုလ်တစ်ခုကြိုက်မကြိုက်ပေါ်မှာမူတည်ပြီးတော့ဘဝရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားကဘဝတတ်တဲ့အကထွက်မြောက်ဖို့မဂ္ဂင်၈ပါးအကျင့်တရားကိုဟောပြီးနိဗ္ဗာန်လမ်းကြောင်းကိုပြတဲ့အခါမှာသူကနောက်တော့သွားတယ်စိတ်မပါကဲစဉ်းစားကြည့်ဘဝကိုတွေးကြည့်တယ်အခုနိဗ္ဗာန်ရချင်ပြီလားခုနိဗ္ဗာန်သွားချင်ပြီလားလို့ဆိုနောက်တော့သွားဒါအမှန်တိုင်းပဲနော်မဖြစ်ရတော့ဘူးဆိုရင်မကြိုက်ဘူးသူကမကြိုက်ဘူးမကြိုက်တာဘာကြောင့်ဘဝတဏှာကြောင့်ပဲဘဝတဏှာဖြစ်နေတာကိုသဘောကျတယ်ဖြစ်ချင်တယ်ဒီတဲ့ကောင်းခြင်းတယ်ဟုတ်လားအခုလည်းရှိဘဝမကြည့်တတ်သေးဘူးဒီတဲ့ကောင်းတဲ့ဘဝမျောနေတယ်ဒီတဲ့ကောင်းလုံးချင်တယ်ဒီတဲ့ကောင်းတဲ့ဘဝရချင်တယ်ဆိုတာတွေကရှိတယ်အဲ့ဒါကလူသားစားတစ်ခုပဲနော်ဘဝမှာပျော့တဲ့ပုဂ္ဂိုလ်တူ
အဲ့ဒါကိုတတ္တဝါဒအမြင်ရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်မြတ်စွာဘုရားကဒိဗ္ဗတရားဟောရင်နောက်တော့သွားတယ်စိတ်မပါဘူးနော်နောက်တော့သွားတယ်ဘဝအမြင်နဲ့ပတ်သက်တာဖြစ်နေတာနောက်ပုဂ္ဂိုလ်တို့ကဘဝရဲ့ဒုက္ခတွေကြည့်ပြီးတော့ဘဝနောက်ဘဝမဖြစ်တာကိုကြိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်တရားကျင့်တာမဟုတ်ပဲနဲ့မဖြစ်တာကိုကြိုက်တဲ့ပုဂ္ဂိုလ်တဲ့စိတ်ညစ်လို့လည်းဖြစ်တယ်တချို့ကြတော့စိတ်ညစ်တဲ့ပုဂ္ဂိုလ်တွေကနောက်ဘဝမရှိအေးတာပဲတချို့ပြောတယ်ပေါ့လားသိအေးတာပဲဘယ်အေးမလဲနော်သိပြီးရင်လာအောင်မှပဲလေအဲ့ဒီလိုမရှိတာကိုကြိုက်တဲ့ပုဂ္ဂိုလ်ကြတော့ဝိဘဝတဏှာလို့ခေါ်တယ်ခုနကဘဝတဏှာမရှိတာကြိုက်တဲ့ပုဂ္ဂိုလ်ဝိဘဝတဏှာသူကနိဗ္ဗာန်လို့ဘာလို့မဟုတ်ဘူးတရားကျင့်ပြီးတော့ဘဝမရှိတာကိုကြိုက်တာမဟုတ်ဘူးသူကတက်တဘာဝတရားကိုမျက်ွယ်ဖြူပြီးတော့ဘဝမရှိတာကြိုက်တာပဲရှိတယ်ဥစ္စေတဒိဋ္ဌိလို့ခေါ်တယ်နော်အဲ့ဒီဘဝနဲ့ပတ်သက်လာလို့ရှိရင်ခုလိုမတူကွဲပြားတဲ့အမြင်တွေရှိနေအဲ့ဒီအမြင်နှစ်ခုသလုံးဒီဘဝကထွက်လာမဟုတ်တော့ထွက်လာကိုမတွေ့နိုင်ဘူးအဲ့တော့မြတ်စွာဘုရားကတတိယပုဂ္ဂိုလ်မျိုးစားအတွက် absolute truth နဲ့ပဲကိုဟောခဲ့တယ်နော်တတဝါဆိုတာမရှိဘူးတတဝါမရှိဘူးလို့ပြောလို့ရှိရင်ငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးတခြားလူဆိုတာလည်းမရှိဘူးတခြားလူရဲ့ပိုက်ဆိုင်မှုဆိုတာလည်းမရှိတော့ဘာပဲရှိတော့ယုံနဲ့နဲ့တစ်ခုပဲရှိပါရိလွယ်မှနေတယ်လို့ဆိုလို့ရှိရင်ဥပမာလေးတစ်ခုပြပြလူတွေဟာကိုလိုတဲ့ပဲထင်နေကြတယ်အလုံးနော်ကိုလိုတဲ့ပဲထင်တယ်နေစဉ်ထမင်းချက်တဲ့အခါဘသူချက်တာတော့ငါချက်တာလို့ပြောတာငါချက်တာတကယ်ကသူချက်တာဟုတ်ဖို့စစ်စစ်ကြည့်လိုက်နော်သူလှုပ်တာမလှုပ်တာတော့ဆိုရင်သူအစီစစ်ပေးတာပဲရှိတယ်သူချက်တာမဟုတ်ချက်တာကဘသူကချက်တော့အိုးရဲ့ရဲ့ပြီးရဲ့ပေါင်းချက်တာထမင်းအိုးမပါပဲရေမပါပဲပြီးမပါပဲသူချက်လို့ရမရဘူးအကြောင်းတရားတွေကလှုပ်သွားတယ်ဆိုထင်ရှားကာဆိုလေသူကသူသွားတာမဟုတ်ဘူးနော်စက္ကရိယာတွေဥပမာဘက်ထရီကောင်းရမယ်အင်ဂျင်ကောင်းရမယ်ဘိန်းကောင်းရမယ်နော်စီရှိရမယ်အဲ့ဒါဒီပေါ့မှကာသွားတော့ရတယ်ဒါပေမဲ့ဒရိုင်ဘာသူ့မောင်းတယ်လို့ပဲပြောတယ်သူကစီစစ်ပေးရုံပဲစီစစ်ပေးတာအဲ့ဒါလို့ပဲကိုပြန်စဉ်းစားလိုက်ကိုပြန်စဉ်းစားလိုက်အခုတရားပွဲကိုရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာဒီပုဂ္ဂိုလ်တွေရဲ့ process ဆိုတာပြန်စဉ်းစားကိုဖြစ်စဉ်ကြီးတစ်ခုပြန်တွေးလိုက်အိမ်ကနေပြီးတော့ဒီတရားပွဲရှိတယ်တရားပွဲကိုသွားမယ်ဆိုတဲ့စိတ်က starter ပဲစလိုက်တာသူရဲ့တွန်းအားနဲ့အစဉ်ဆက်မပြတ်ဖြစ်လာအဲ့တွန်းအားကြတဲ့ဘာအနှောင့်အယှက်မရှိသည့်အတွက်ကြောင့်ဒီရောက်လာတာဖြစ်တယ်ကြားတဲ့မှာကိစ္စတစ်ခုပေါ်လာရင်မလားဖြစ်တော့နော်အဲ့တော့သွားအောင်မဲ့ဆိုတဲ့စိတ်ဓာတ်ကပထမအဲ့ဒီကနေပြီးတော့နဗတ် system နေကာယဝိညာဉ်ဝစီဝိညာဉ်ဆိုတာတွေဖြစ်ပြီးတော့လူတယောက်ဟာဒီကိုရောက်လာဒီထီအောင်ဖြစ်လာတခုတည်းမဟုတ်ဘူးအကြောင်းအဆက်ဆက်နဲ့ရောက်လာနော်တခုတည်းဆိုမရောက်ဘူးအစင်းဖြစ်ပြီးတော့ရောက်လာဒီကြားထဲမှာအဆက်ပေါင်းဘယ်လောက်ရှိတယ်ဆိုတာသိချကြည့်လိုက်အများကြီးရှိတယ်တစုံတစ်ခုမြင်နေဆိုတဲ့နေရာမှာမျက်စိကတစ်ခုမြင်စရာအာယုန်နဲ့မျက်စိနဲ့ဆုံတာတစ်ခုမြင်သိစိတ်ပေါ်လာတာတစ်ခုဒီထဲမှာ attention ဆိုတဲ့တတိထားမှုကတစ်ခုအဲ့ကြတော့မမြင်တယ်ဆိုတာဖြစ်တာမျက်စိတဲ့တစ်ခုတည်းနဲ့လည်းမမြင်ဘူးမြင်စရာအာယုန်ရှိုံနဲ့လည်းမမြင်ဘူးမြင်သိစိတ်ဖြစ်ုံနဲ့လည်းမမြင်ဘူးနော် attention နဲ့ရှိအောင်မယ်တော့ဆိုလိုတာကအလုံးဟာတစ်ခုတည်းဘာမှမဖြစ်ဘူးအကြောင်းတွေအကျိုးတွေပေါင်းစပ်ပြီးတော့မှဖြစ်တာ
အဲ့ဒါကိုပစ္စယယတ္တဩတိပဋိစ္စသမုပ္ပန္နလို့ပြောတာနော်ဖြစ်လာတဲ့ဗျာအလုံးဟာအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်လာတာကြီးပဲသူကသူဖြစ်တာတခုမှမရှိဘူးနော်အကြောင်းတရားကိုမိပြီးတော့ဖြစ်တာအဲ့ဒီအကြောင်းတရားတွေကိုပဲလူတွေကငါလို့ထင်နေတယ်တကယ်တော့ငါဆိုတာမရှိဘူးယုံနာတဘာဝတတ္တတာဖြစ်တယ်လို့အဲ့ဒီလိုပြင်ဖို့မြတ်စွာဘုရားကတတိယပုဂ္ဂိုလ်တို့ထုတ်ပြီးတော့ဟောတာနော်စက္ခုမန္တောမြတ်စွာဘုရားပေးတဲ့အသိဉာဏ်မျက်စိနဲ့ကိုကြည့်လိုက်တယ်ကြည့်လိုက်တဲ့အခါဘာတွေ့တော့ဘဝဆိုတာယုတ်တဲ့နာနှစ်ခုဖြစ်တာကိုခေါ်တယ်ဒီယုတ်နာဟာလည်းပဲကြောင်းတရားရှိတယ်ခုနပြောခဲ့တဲ့အတိုင်းပဲကိလေသာကိုကြောင်းပြုပြီးတော့ကံနေဖြစ်တယ်ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ထုတ်လိုက်လို့ဘဝဆိုတာဖြစ်လာတယ်နော်အဲ့ဒီဘဝရလာတဲ့အခါမှာတခါကိလေသာတွေဖြစ်လာပြန်တယ်ကိလေသာနဲ့ကံနဲ့တခါပေါင်းစပ်ပြီးတော့တခါဘဝတစ်ခုတည်းဖြစ်လာတယ်မဆုံးနိုင်တဲ့ဘဝတတ်တရားကြီးကိုကိလေသာနဲ့ကံကဖန်တီးနေတယ်ဆိုတော့ရသော်ဗျာသိစေတာလူတွေဤလူရှင်လို့ခေါ်တဲ့လွယ်မာတဲ့အတွေ့နေတာခုနသမင်းချက်တော့ငါချက်တယ်လို့ထင်နေတယ်ပြီးတော့ကိုလည်းငါလုံနိုင်တယ်လို့ထင်တယ်နော်သူသဘာဝကြီးကကောင်းနေလို့ဥပမာလူတွေပြောလို့ရှိတယ်ကိုလက်ကိုချီကိုလက်ကိုပိုင်နဲ့ကိုချီကိုပိုင်နဲ့ဟုတ်တယ်အကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ကောင်းမြတ်နေတဲ့အချိန်မှာကိုလက်ကိုချီပိုင်တယ်လို့ထင်တယ်လေဖြတ်ကြည့်ပါလားကိုလက်တော့မမှားလို့မရတော့လေဖြတ်လိုက်ကိုချီတော့လည်းမှားလို့မရတော့အဲ့တော့အကြောင်းတရားတွေကလှုပ်ဆောင်နေတယ်ဆိုတဲ့သဘောကိုရှင်းရှင်းလင်းလင်းသိအောင်ကြိုးစားအောင်ဖြစ်တယ်အဲ့ဒါဝိပဿနာဉာဏ်နဲ့ကြည့်တဲ့အခါမှာ analyze လုပ်ကြည့်ရမယ်နော်ဝိပဿနာတရားဆိုတာခွဲခြားစိတ်ဖြတ်ကြည့်တဲ့ဒီပဲဒါကြောင့်မို့နမရူပဝဝထာဒေနတက္ကယဒိဋ္ဌိယပါဟနံတက္ကယဆိုတာခန္ဓာ၅ပါးကိုပြောတာနော်ကိုယ်မှာရှိတာခန္ဓာ၅ပါးရှိတာရှိတဲ့ခန္ဓာ၅ပါးကိုငါလို့ထင်တာတတ္တဝါလို့ထင်တာသူတော်ဘာလို့ထင်တာငါပိုင်တယ်လို့ထင်တာကဒိဋ္ဌိရှိတာကခန္ဓာ၅ပါးခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မသိပဲနဲ့ငါလို့သိနေတာအလွယ်မှာအဲ့ဒါကိုပျောက်အောင်ဘယ်လိုလုပ်အောင်လဲဆိုရင်ခန္ဓာ၅ပါးကိုတစ်ခုစီခွဲကြည့်ရမယ်ဟောတစ်ခုစီခွဲကြည့်ရမယ်ခွဲခြားစိတ်ဖြာပြီးတော့ကြည့်တယ်လို့ခေါ်တယ်ဥပမာတစ်ပင်ဆိုတာဘယ်ဟာခေါ်တော့ဆိုလူတွေကအပင်ကိုလည်းညှို့ထုတ်ပြောမှာပဲဒါတစ်ပင်လို့ပြောမှာပဲအဲ့ဒီတစ်ပင်ကိုခွဲကြည့်လိုက်အမြေကတပုံပင်စီကတပုံအကိုင်ခက်ကတပုံအရွက်တွေအပွင့်တွေသီးတွေတပုံလေးဆိုရင်တစ်ပင်ရှာတွေ့အောင်မလားမတွေ့တိုက်တော့တခုစီကားဆိုတာလည်းပဲဝါရှောသွားပြီးတော့တခုစီဖြုတ်ထားလိုက်လို့ရှိရင်သူ့နာမည်နဲ့သူရှိတဲ့ကားဆိုမရှိပါပေါင်းထားမှခေါ်လို့ရတဲ့ဟာတွေအဲ့တော့ကားဆိုတဲ့နာမည်ရတဲ့အစစ်မှမဟုတ်ဘူးတစ်ပင်ဆိုတဲ့နာမည်ရတဲ့အစစ်မှမဟုတ်ဘူးထို့တူပဲလူဆိုတာလည်းအစစ်မှမဟုတ်ဘူးအစစ်မှကနတ်နဲ့ရုပ်ပဲရုပ်တဲ့ဒီတစ်ခုသားလည်းအစစ်ဖြစ်တယ်ဆိုအဲ့ဒါကိုသိဖို့အတွက်တတိနဲ့သတ်စေကြတဲ့အချိန်ပေါင်းများစွာကိုချိန်ချိန်ထထစစ်သုံးသက်ကြည့်ရမယ်အဲ့သုံးသက်ကြည့်မှဝိပဿနာဉာဏ်စွာဖြစ်မယ်အမှန်နဲ့တော့မဖြစ်ဘူးနော်အဲ့ဒီဝိပဿနာဉာဏ်ဖြစ်ပြီးဆိုမှဒိဋ္ဌိဝိသုဒ္ဓိအမြင်ကမှတ်မယ်ခုတိုင်းဆိုရင်အမြင်ကမမှန်သေးဘူးပါနဲ့တူတော့ဆိုရင်လူတွေကညမောင်ပြညနေမောင်ပြအချိန်မှာမွေနဲ့တရတူတဲ့အရာကိုသူ့ကိုတွေးလိုက်လို့ရှိရင်မွေလို့ထင်သွားတယ်မွေလို့ထင်လိုက်တာနဲ့ဘာဖြစ်လို့ကြောက်စိတ်ဝင်လာတယ်မွေလို့ထင်လို့ကြောက်စိတ်ဝင်လာအလင်းရောက်ယူပြီးတော့သေချာကြည့်လိုက်လို့ရှိရင်မွေမဟုတ်ဘူးကြိုးကြီးတော့မဟုတ်ဒုံချောင်းကြီးဆိုရင်ဒီကြောက်စိတ်ရှိသေးလားမရှိတော့လောကပြောက်သွား
အမှန်သိမကြောက်တော့အဲ့တော့ဘုန်းကြီးတို့တွေအပါတော့ဆိုဒုံချောင်းကိုမွေထင်ပြီးတော့ကြောက်နေတဲ့လူနဲ့တူတူပဲနော်ဒုံချောင်းကိုဒုံချောင်းလို့မြင်လိုက်တာနဲ့တပြိုင်တည်းကြောက်စိတ်ပြောက်သွားသိကြပါ့မယ်အဲ့တော့ကိုနှစ်သက်တဲ့အရာကိုလည်းပဲထင်ပြီးတော့ဆွဲလန်းနေတယ်ဆွဲလန်းခြင်းချစ်ခင်ခြင်းမုန်းတိခြင်းဆိုတာဟာတလွဲသိနေလို့ဖြစ်တာအမှန်သိရင်မဖြစ်တော့အဲ့ဒါကိုယထာဘုဒ္ဓတသနာအရှိတိုင်းသိတယ်လို့ပြောတာနော်တကယ်အဖြစ်တိုင်းသိတာကိုသိနေတာတလွဲသိနေတယ်တလွဲသိနေသမျှကာလပတ်လုံးချစ်ချစ်မို့ခြင်းခွဲခြားဆက်ဆံခြင်းဒါတွေကုန်ရှိနေမှာကိလေသာတွေဝင်ပိုးရလွဲတကူဖြစ်နေတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကဘုဒ္ဓံဘုဒ္ဓတော်ပတ္တိအရှိကိုအရှိတိုင်းမြင်ရမယ်နော်ကိုကအရှိကိုမမြင်ဘူးဘာတွေမြင်တော့ဆိုရင်အပေါ်အဝတ်စားရနဲ့မြင်မြင်မဲ့ရုပ်ကိုလည်းမြင်နေပဲအရှိမြင်တာမဟုတ်ဘူးကွာနော်အတွေ့တွေနဲ့လူတွေကလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်အဲ့လိုဖြစ်နေအဲ့ဒါကိုဆိုလို့တယ်နော်ယုံနံသာရှိတယ်ယုံနံတတဝါဆိုတာမရှိဘူးဆိုတဲ့နမရူပနာယထာဝတတနဒိဋ္ဌိဝိသုဒ္ဓိနာမတတဝါတွေမှာရှိတယ်တကယ်ရှိနေတဲ့ယုံတဲ့နာကိုအမှန်တိုင်းသိတဲ့ဉာဏ်သိဒိဋ္ဌိဝိသုဒ္ဓိလို့ပြောတာမှန်ကန်တဲ့အပြည့်တစ်ခုရပါအဲ့ဒီဒိဋ္ဌိဝိသုဒ္ဓိဖြစ်မှခုနကတန်တရားဝကထွက်တဲ့လမ်းကြောင်းကိုတွေ့မှာဖြစ်တယ်ပေါ့နော်ဘဝနဲ့ပတ်သက်လာလို့ရှိရင်ဒိဋ္ဌိဝိသုဒ္ဓိအမြင်နဲ့ကြည်နိုင်အောင်ကြိုးစားအထောက်တာအဲ့ဒါကိုပဲဝိပဿနာတရားအထောက်တယ်လို့ပြောတာအဲ့တော့ခုန level နဲ့မတူခုန level တော့ကမေရှိတယ်ဖေရှိတယ်တတ္တဝါရှိတယ်နော်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ရှိတယ်ဒါကသမုဒိသစ္စာ level ဝိပဿနာတရားအထောက်ရင်ဘယ်သူမှမရှိဘူးတတ္တဝါဆိုတာမရှိဘူးယုံနဲ့နာတစ်ခုရှိအဲ့ဒီဟာကိုမြင်ဖို့မေတ္တာမရေးကြည့်တယ်ဆိုတာကိုမသားကြဘာဖြစ်ပါလဲဒါကြောင့်တရားချစ်ခင်သူတို့ရဲ့ပြိဿပေါင်းတို့မြတ်စွာဘုရားဟောတဲ့ဘဒုကွဲပြားတန်တရားဘဝမြင်များရှိနေတဲ့အချိန်မှာတို့တွေဟာနောက်ဆုံးဘဝဆိုတာယုံနဲ့နှစ်ခုဖြစ်ခြင်းလာလေဘဝတို့ယုံနဲ့ဒီအကြောင်းပဲဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုဆွဲပြီးတော့ဒါဖြစ်တာဖြစ်တယ်အကြောင်းတရားတွေကိုပယ်ခြင်းအဖြစ်ဘဝကလွတ်မြောက်နိုင်တယ်လို့ဆိုတဲ့အသိဉာဏ်ရအောင်ကျင့်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါစေကုန်သတည်းယနေ့ညဆင်ရင်ကျင်းပပြုလိုအပ်သည့်အထူးဓမ္မသဘင်တရားပွဲနှင့်ဆက်လျင်း၍လူဒန်းမှုကိစ္စများဆောင်ရွက်ခွင့်ပြုတော်မူပါဖျားဆရာတော်ဘုရားကြီးထံအဆက်စွာလူဒန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီး၏ကပ္ပိယကာရကအဖြစ်ကိုရဲလွင်ဆိုမှဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါတယ်ယနေ့ညတရားလူရှင်များဖြစ်ကြပါသောအဖိုးအဖွားများနှင့်ဖခင်ကြီးဦးတင်ထွန်းအားရည်စူး၍မိခင်ကြီးဒေါ်အန်းကူအားအမှုထားကာတမီဒေါက်တာမိုးမိုးထွန်းမိုးတောက်နှင်းကုမ္ပဏီလီမိတက်မြေဒေါက်တာဇော်ထွန်းလင်းဒေါက်တာတထားဆွေမြစ်စုအထူးကုစေကံမိသားစုတို့မှဆရာတော်ဘုရားကြီးအားသင်္ကန်းနှင့်ဓမ္မပူဇာသိန်းတရားဆက်ကပ်လှူဒန်းပေးရန်ဖြစ်ပါတယ်သာဓုသာဓုသာဓု
ဆက်လက်ပြီးမင်းတို့မင်းတရားကြီးတောင်းဆောင်တော်မူဘုရားကြီးကျေးမြင်မူဘုရားကြီးငဇောမူဘုရားကြီးတို့ဤတည်တော်ပြမနာမင်းသားကြီးထရံကန်ထိတ်ခေါင်တင်မင်းသမီးကြီးစကုမင်းသားတို့ဤမြစ်တော်ပြမနာစကုထိတ်တင်အောင်ပြမနာစကုထိတ်တင်နှင်းမိသားစုတို့မှဆရာတော်ဘုရားကြီးအားသင်္ကန်းဆက်ကပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဦးသိန်းထွန်းဒေါ်ခင်ဦးအားအမှုထားပြီးတာကုမိုးစော်ထွန်းရိုးရိုးသုံးမင်းဖြတ်ချီမိသားစုတို့မှဆရာတော်ဘုရားကြီးအားသင်္ကန်းနှင့်ဓမ္မပူဇာ30လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးမျက်စိထူးခုဆရာဝန်ကြီးဦးဝင်းလိုက်ဧကမဟာသီရိသုရမသင်္ကြီးတော်မြတ်ဆန္ဒဝင်တော်ဝင်စိန်နိုင်မိသားစုတို့မှဓမ္မပူဇာ9သိန်းဆက်ကပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးမတ်နွယ်နီဖူဂျီမိသားစုမှဓမ္မပူဇာ9သိန်းဆက်ကပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဒေါ်ရင်ရင်မေဤ69နှစ်မြောက်ဝင်းနေ့အလူဖြစ်ဓမ္မပူဇာ9သိန်းဆက်ကပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဂျပန်နိုင်ငံနေမတ်တူဇာတမီဆာကူရာမိသားစုမှဓမ္မပူဇာ10သိန်းလူဒန်းပေးရန်ဖြစ်ပါတယ်ကွယ်လွန်သူမိခင်ကြီးဒေါ်တင်သိန်းနှစ်20ပြည့်အားရည်စူးပြီးဒေါ်ခင်လေးအေးလာနှင့်မောင်နှမများမိသားစုတို့မှဓမ္မပူဇာ9သိန်းနှင့်အတူယနေ့ညကြွားရောက်လာကြသည့်တရားနာပိဋကပေါင်းသူတော်ကောင်းတို့မှအများပေါင်းစုလူဒန်းသည့်ဓမ္မပူဇာလူတော်ငွေ66သိန်း14,500ကျပ်အားအများကိုစားကိုမြင့်ထေးမှလူဒန်းပေးရန်ဖြစ်ပါတယ်
ယေရှုရှင်ဆရာတော်ဖျားယနေ့ညလူတိုင်းရပါသောကောင်းမှုအစုစုတို့အတွက်32ဘုံကျင်လေကုန်သောလူနတ်မြမဝိနည်းတတ္တဝအပေါင်းတို့အားကုသိုလ်အမြကိုယ်စီရရှိကြစေရန်အလို့ငါရေစက်တွန်းချဝေမြလူကြသည်ဖြစ်ပါ၍ရေစက်ချတရားဟောကြားချီးမြှင့်တော်မူပါယံဖျားတပည့်တော်ခြေတော်အဆုံးဥခတ်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဖျားအလုံးစုကြရှင်ဘုရားဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်တပတ်တပင်ရှင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်သိလေးမြတ်စွာမမတာတာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏အထူးအဖြင့်ဤကြောင့်၌ကြီးကိုဒီထောင်ဆောက်လို့၍လူတန်းခဲ့သောယရဏဘုံမန္တလေးမြို့တိနန္ဒီပစ္စမသံဃာနာတေဘဝရှင်မတရားကြီးပိပိယမြသာတော်ဖြစ်သောတိဘောမင်းနှင့်ပိပိယတို့အားမင်းဆိုရစာပရိသတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏ဒီကြောင့်၌ကြည်၌ရှေးဥစွာရင်တော်လည်းရွှေကျင်ကိုင်းကြီးကိုဒီထောင်တော်မူသောကျေးဇူးတော်ရှင်ရွှေကျင်နိကာယသမုဋ္ဌာပကရွှေကျင်ဆရာတော်ဘုရားကြီးမှအဆက်ဆက်တရင်သုံးဆောက်ရှောက်ခဲ့ကြသောဆရာတော်အရှင်သူမြတ်တို့၏ကျေးဇူးကုန်ကိုပူဇော်တုတ်ဆက်ပါကုန်၏ဤကြောင့်၌အတွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏32ဘုံကျင့်ဤကုန်သောသုံးစုံမြတ်စွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကုသိုလ်ကြသမျှညည
ဆရာတော်ဘုရားကြီးအားတင်ငန်းဆက်ကပ်လူရမ်းမိလူရှင်များဆရာတော်ဘုရားကြီးပြန်လဲကြွရောက်ရာဈဉ္ဉံနတ်တစ်လျှောက်မှာဆက်ကပ်လူရမ်းပေးသွားကြမှာဖြစ်ပါတယ် ငြိမ်းချမ်းကြပါ